下来的，下来的，下来的。ကျွမ်းမကြီးကွာဟင်ဘယ်လိုပြောရလဲကျွမ်းမကြီးလို့ဟိုကျွမ်းမကြီးပြောတာခုနဒီကနေပြောကျွမ်းမကြီးဖြတ်သွားတယ်မှာဟုတ်ဘယ်မှာလဲကျွမ်းမကြီးဘယ်မှာလဲကျွမ်းမကြီးရဟုတ်ဒါမင်းငါ့ကိုတတ်တဲ့စော်ရတယ်ဗောဟုတ်လားဒီကျွမ်းမကြီးလှတယ်လို့ပြောတာပါအမဟမ်အမကိုလေဒီမှာလှတယ်လို့မောင်လေးကပြောတာပါအမဘာပြောတယ်လှတယ်ဟုတ်မင်းငါ့ကိုလှစရာမလိုဘူးငါ့မှာပိုက်ရှိရှိတယ်